မှန်တကယ်တော့ကျွန်တော်မပြောဘူးပေါ့နော်အဲ့လိုနေနေရတယ်ကျွန်တော်မစ်စစ်သားနှောက်လာလို့ကျွန်တော်ပြောချင်ပါတယ်ဆိုတော့အခုဒီတလောပေါ့နော် skin care တစ်ခုနဲ့ပတ်သက်ပြီးတော့မှဟိုအစစ်တွေသူ့တွေဆိုဖြစ်နေကြရပေါ့နော်ဆိုတော့တကယ်တမ်းပြောမယ်ဆိုအဲ့ skin care ကကြတော့နိုင်ငံတစ်ခုကနေထုတ်တဲ့ပစ္စည်းတစ်ခုဖြစ်ပါတယ်နိုင်ငံမှာအဲ့ company တစ်ခုတည်းကနေပဲပစ္စည်းထုတ်တယ်ပေါ့နော်ထုတ်ပြီးတော့မှဒီဘက် A ရယူရောက်နေ B ရယူရောက်နေအဲ့လိုဖြစ်နေရဆိုတော့ဟိုသူလည်းမဟုတ်ဘူးငါသူလည်းမဟုတ်ဘူးပစ္စည်းကအတူပဲတကယ်တမ်းဆိုရင်တော့အဲ့ဒါကိုဖြစ်နေကြရပါတော့ဆိုတော့အဲ့ဖြစ်နေရအောင်လေ IPC ကအတူထွက်ရအောင်လို့တယ်သူကတကယ်ကို brand account လားဆိုလဲ brand account ကြီးလည်းမဟုတ်ပါဘူးကျွန်တော်ဘယ်လိုခေါ်မလဲပြန်ကြပါเนาะပြန်ကြပစ္စည်းလိုပဲဖြစ်နေရပါတော့ဆိုတော့အဲ့ပစ္စည်းတစ်ခုကတန်ဖိုးဘယ်လောက်ရှိလဲသိချင်တယ်သူ့နိုင်ငံမှာဘယ်လောက် brand မြင့်လဲသိချင်တယ်ဆိုလို့ရှိရင်ခုခေတ်ကလွယ်ပါတယ်ကျွန်တော် internet မှာရှာလို့ရတယ်ထောင်းပေါက်မှာကြည့်လို့ရတယ် IPC ကသူ့နိုင်ငံမှာ brand ကောင်းလားဘယ်လောက်ထိတော့ comment ရလဲဆိုတော့ဟာမျိုးကြည့်လို့ရတယ်အဲ့ဒါကိုဇလန်မပြီးဘူးပေါ့နော်ဆိုတော့နောက်တစ်ခုကကျွန်တော် IPC ကိုအသုံးပြုရတဲ့လူတွေကျွန်တော်ပြောချင်ပါတယ်မှာချင်ပါတယ်ပေါ့နော်ဟို IPC တစ်ခုကိုလည်းကျွန်တော်ပေးရတဲ့တန်ဖိုးတစ်ခုရှိမယ်ပေါ့နော်ဆိုတော့အဲ့သူ့ပေးရတဲ့တန်ဖိုးကတကယ်တမ်းပြောမယ်ဆိုရင်ကျွန်တော်တို့ပြည်တွင်းထဲမှာနိုင်ငံတကာကနေရောက်ဝင်နေတဲ့ skin care တွေရှိတယ်အများကြီးပဲပေါ့နော်နိုင်ငံတကာ certificate တွေရှိရထားတဲ့ skin care တွေဆရာဝန်တွေရဲ့ထောက်ခံချက်တွေရှိတဲ့ skin care တွေအများကြီးရှိရဲ့ဆိုတော့သူ့ကိုဝယ်သုံးတဲ့တန်ဖိုးတစ်ခုကအဲ့ skin care တွေကိုဝယ်သုံးလို့ရနေပြီဆိုတော့အဲ့လိုမျိုးအာမခံချက်ရှိတယ်နိုင်ငံတကာကနေအတိအမှတ်ပြုထားတဲ့ skin care တွေကိုပဲဝယ်သုံးပေးကြပါဘာလို့စဉ်းစားကြည့်ဗျာကိုယ့်ရဲ့ skin ကိုယ့်ရဲ့မျက်နှာမှာတင်မဲ့ပစ္စည်းတစ်ခုကရန်တမန်တန်တင်လို့မရဘူးပေါ့နော်ဆိုတော့ဘယ်မှမသိရဟာကြီးကိုကျွန်တော်တို့ကသုံးနေမှာလားပေါ့နော်ဟိုဒါတော့ကိုယ်စိတ်နဲ့ကိုပါဒါပေမဲ့ကျွန်တော်ကတော့ပြောပြချင်ပါတယ်ဟိုသုံးမယ်ဆိုလို့ရှိရင်ပစ္စည်းတစ်ခုကိုသုံးမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီပစ္စည်းကကောင်းလားဘယ်နိုင်ငံကထုတ်တာလဲသူ့နိုင်ငံမှာရော review ဘယ်လောက်ထိကောင်းနေပြီလဲဆိုတဲ့ဟာမျိုးကျွန်တော်တို့ internet မှာလည်းတခုရှာလို့ရတယ်နောက်ဆုံးကျွန်တော်တို့က internet မှာသုံးတတ်ဘူးဆိုရင်တော့မှအဲ့ပစ္စည်းအကြောင်းလို့ TikTok မှာရိုက်လိုက်နာမည်ပဲရိုက်ရှာလိုက်အဲ့ပစ္စည်းနဲ့ပတ်သက်တဲ့ဟာတွေအကုန်လုံးကြာလာတယ်ဆိုတော့အဲ့လိုမျိုးလေးတွေကို review လေးတွေပေါ့နော်ကြည့်ပြီးတော့မှသုံးစေချင်ပါတယ်ဟိုဘယ်မှမသိရဟာကြီးကိုဈေးကြီးတွေပေးပြီးတော့မှဝယ်မသုံးကြပါနဲ့ဆိုတော့အသုံးပြုတွေကိုလည်းကျွန်တော်မှာချင်တာပေါ့နော်ဆိုအခုမှဟိုပစ္စည်းပေးရတဲ့ဈေးနဲ့တန်တဲ့ပစ္စည်းအကောင်းတွေရှိနေပါပြီရိုက်ရှာကြည့်ကြပါလေ့လာကြပါဘလို့ကျွန်တော်ညံလေးနဲ့ပွင့်ပြီးတော့မှလေဆက်စုကြည့်ကြပါလို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာ